ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ခါရာကိုနဲ့ပတ်သက်တဲ့အရာတို့ကိုကရေလိုခေါ်ဝေါ်ချက်ကိုကျွန်တော်ပြောပြပေးသွားမယ်ခင်ဗျာအခုကတော့အစစ်သုံးဘက်တော့အပေါ်ဘဲတွေပေါ့နော်အပေါ်ဘဲတွေရောအပေါ်ရအပြည့်ဘဲတွေကိုကရေလိုတည်ပြထားပါတယ်အခုကတော့ဒီနောက်ဆုံးတစ်ပတ်အနေနဲ့ကတော့ဒီကရေလိုအတွေးခါရာကိုရအတွေးဘက်အရာတွေကိုကရေလိုခြေစားတဲ့အရာတွေကိုပြောပြပေးသွားမှာပေါ့နော်ono ko kayelo comment so ye ko no ono ko kayelo so ye ko no နှလုံးကိုကြားတော့ကရေလိုခေါ်မယ်ဆိုရင်တာနှလုံးကိုကရေခေါ်မယ်ဆိုရင်တာတလို့ပဲအေးစေးပဲတာထော့နာအဲ့လိုမျိုးငါမင်းကိုစစ်သုံးနေတဲ့ အစုတ်ကိုကြားတော့ကရေလိုဆိုရင်တာသားကလီဒလို့ဖတ်ရတာပေါ့နော်ဒါပေမဲ့ဒီမှာအနီးဆက်ဆုံးအတာထွက်ရေးပေးတာဒိုးလို့ရေးပေးထားတယ်ဒါပေမဲ့အမှားတက်ထွက်မယ်ဆိုတော့တာသားကလီဒအစုတ်ကိုကရေလိုဆိုရင်တာသားကလီဒအစာအေကြတော့ကရေလိုခေါ်မယ်ဆိုတော့ကဖူးကဖူးလို့ပါနော်ဒါပေမဲ့သူကကဖူးကရေလိုဆိုရင်ကဖူးလို့ခေါ်ပါတယ်အစာအေကိုကရေလိုကဖူးလို့ခေါ်ပါတယ်โอเคအတဲကိုကြတော့ကရေလိုဆိုရင်အတုအတဲကိုအတုအတဲကိုကရေလိုဆိုရင်အတုလို့ခေါ်ပါတယ်ခင်ဗျဒီကြောက်ကပါနော်ကြောက်ကကိုကြတော့အလေလို့ခေါ်ပါတယ်ဗျအလေကြောက်ကကိုအလေကြောက်ကလို့ကရေလိုခေါ်မယ်ဆိုတော့အလေလို့ခေါ်ပါတယ်ခင်ဗျအလေစီအေကိုကြတော့ကရေလိုခေါ်မယ်ဆိုရင်စီဒလောစီဒလောစီအေကိုကရေလိုကတော့စီဒလောလို့ကျွန်တော်တို့ခေါ်ပါတယ်ခင်ဗျဒါကတော့ဥမကြီးပေါ့နော်ဒါပေမဲ့ဥတလို့ဥပဲဆိုရင်ဥပဲခေါ်မယ်ဆိုရင်တော့ဘွီပေါ့နော်ဘွီလို့ခေါ်ပါတယ်ဒါပေမဲ့ဒီမှာဥမကြီးဆိုရင်ကရေလိုခေါ်မယ်ဆိုရင်ဘွီဖာတို့ဥမကြီးကိုဘွီဖာတို့ဘွီဖာတို့ဥတေပေါ့နော်ဥတေကိုကျွန်တော်တို့ကရေလိုခေါ်မယ်ဆိုရင်ဘွီဘောဘွီကြလို့လည်းခေါ်တယ်ဘွီဘောလို့လည်းခေါ်တာပေါ့နော်ဘွီဘောဒါမှမဟုတ်လည်းဘွီကြအဲ့လိုမျိုးလည်းခေါ်ပါတယ်ဥတေကိုကျွန်တော်တို့ဘွီဘောလို့လည်းခေါ်တယ်ဘွီကြလို့လည်းခေါ်တယ်ကျွန်တော်တို့တွေးကိုကြတော့တွေးကိုဆိုရင်တွေးကြောကိုကြတော့တွေးဂလိုဒီမှာဂလိုလို့ရေးပေးထားပါနော်ဂလိုဖြစ်သွားတာပေါ့နော်တွေးကြောကိုတွေးဂလို
ကျွန်တော်တို့နာယိုးကိုကြတော့ကျွန်တော်တို့ကရေလိုမိုကရေလိုခေါ်မယ်ဆိုရင်ဝိုခီဟိုမှာအစစ်ရအယိုးတွေပေါ့နော်အစစ်ယိုးလေးတွေဝိုခီလို့ခေါ်တယ်ခင်ဗျာကျွန်တော်တို့အဲနာယိုးကြဝိုခီအနောက်ကကြောရိုးအခြေလေအနောက်ကကြောရိုးအခြေကိုကြတော့ကျွန်တော်တို့ပလိုခီဒီမှာပလိုလို့ရေးကြအောင်နော်ရောဖတ်လိုက်ပါစေပလိုခီအဲ့လိုမျိုးကျွန်တော်နှိစက်ရအတာထွက်မျိုးကကြော်ရိုးနော်ဝိုပလိုခီအကျော်တွေရှိတယ်လေအဲ့ဒီအကျော်တွေကိုထုအကျော်ကိုကျွန်တော်ကရင်လို့ဆိုထုအဲ့လိုမျိုးပြီးတော့အာယုကျော်ပေါ့နော်အာယုကျော်ဆိုအဘဲအာတဘဲအာယုကျော်ကိုအာတဘဲအကျော်ကိုထုအာယုကျော်ကိုအာတဘဲလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့ကရင်လို့အာယုကျော်အာတဘဲကရင်လိုခါတော့ကိုကရင်လိုအစစ်အပိုင်းတွေကိုကရင်လိုခေါ်တာကိုပေါ့နော်ဒီလောက်ပဲပေါ့နော်ဒီတစ်ပတ်ကတော့နောက်ဆုံးပဲပေါ့နော်ကျွန်တော်အခုတိပဲနဲ့ပြောပြသွားတဲ့အပိုင်းတွေအကုန်လုံးကိုပေါ့နော်ကျွန်တော်မိုကရေစကားနဲ့ပါကျွန်တော်တို့ကမိုကရေနယ်ကရေပါမိုကရေစကားနဲ့ကျွန်တော်ပြောပြပေးသွားတာပါကရေတူပေမဲ့ကရေစကားတွေကတော့ကွဲကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စကောနဲ့တော့တော်တော်လေးတူတယ်ဗျစကောကရေလို့လည်းခေါ်ကြရပါနော်ကောလည်းခေါ်လို့ရတယ်မဲမိုကရေလို့ခေါ်လို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တပ်လို့ကွာတဲ့ခေလောတာတကူညီလက်အဆက်လေးတစ်ချက်ဖို့နော်ခေတ္တကူညီဒီနေ့တော့တတာ